နှာခေါင်းထဲမှာဆွဲသွားမယ်မာလာအញ្ញံလေးနဲ့ရှာပြမှာရှင်းငနဲ့ဖြစ်စီမဲ့ထုံထုံဆက်ဆက်အေးရတာလေးကိုငွေကျပ်1000ရှိုံများနဲ့တမိသားစုလုံးအဝါစားလို့ရပြီးဆိုင်ကိုတကူးတကသွားစရာမလိုပဲကိုယ့်အိမ်မှာပဲအလွယ်တကူလှုပ်ရှားလို့ရတဲ့မာလာဟင်းလေးကိုလုပ်ပြမှာဖြစ်ပါရရှင်အာလူလေးတွေလိပြီးတော့ပြုတ်ပေးပါမယ်ရှင်ပြောင်းမှုလေးတွေကိုစိတ်ပေးပါမယ်ပဲလေးကလေးတို့ထက်ချမ်းချမ်းပြီးတော့ကျွတ်ရွက်လေးတွေကိုရေစီအောင်ဆေးပြီးရင်တော့မလိုအပ်တဲ့အပိုင်းလေးတွေဖယ်ရှားပြီးတော့ထက်ချမ်းလေးတွေချမ်းထားပေးပါမယ်ရှင်မုံရင်းစိတ်ကိုရေစီအောင်ဆေးပြီးရင်တော့နှစ်ပိုင်းလေးတွေဖြတ်ထားပေးပါမယ်ရှင်ခါချက်ဥလေးတွေကိုတော့ပုံပေါ်ဓာတ်လေးနဲ့လှီးပြီးတော့အနှဲငယ်သေးအောင်ပြန်စိတ်ပေးပါမယ်ရှင်ဆလတ်ဖူးလေးတွေကိုလည်းစားလို့ရမယ့်အရွယ်လေးတွေပိုင်းဖြတ်ပေးပါမယ်ရှင်မာလာချောင်းလေးတွေကိုရေစိမ်ထားပေးပါမယ်ကစွန်းရွက်ကလေးအနှဲငယ်သုံးထားပါတယ်ရှင်ကဲကျွတ်ရွက်ကလေးတွေအားလုံး ready ဖြစ်ပြီဆိုလို့ရှိရင်တော့ကျမတို့စပြီးကော်ကြူပါမယ်သမင်းစားစွန်းနဲ့နှစ်စွန်းလောက်ကိုရေလေးဖြော်ပြီးတော့ပြစ်ကလေးကြိုပါမယ်ရှင်ဒီနေရာမှာစိတ်ရှိရှိနဲ့ကြိုပေးဖို့လိုအပ်ပါတယ်ရှင်ကဲပြီးရင်တော့မာလာချောင်းလေးတွေကိုပြုတ်ပြီးပါမယ်ပြီးရင်တော့စောကလှီးဖြတ်ထားတဲ့အသီးရွက်တွေအကုန်လုံးကိုတစ်မျိုးချင်းစီကိုဖြည်းဖြည်းချင်းပြုတ်ပြီးလုပ်ပါမယ်ဒီနေရာမှာအကြာကြီးပြုတ်စရာမလိုပါဘူးရှင်အရွက်ကလေးတွေနွမ်းသွားပြီဆိုလို့ရှိရင်ရပါပြီရှင်ကဲပါဝင်ပစ္စည်းတွေပြုတ်ပြီးပြီဆိုရင်တော့မြေပဲစားလော်လေးကိုထောင်းပေးပါမယ်ရှင်ကဲမညက်တညက်ကလေးထားမွေးပါမယ်ကဲပြီးရင်တော့မာလာအနှစ်ထုတ်ကလေးထည့်ပါမယ်ရှင်ဒီနေရာမှာအဆက်စားနိုင်သူကငရုတ်သီးထပ်ထည့်ပြီးတော့လေစီပူလေးနဲ့ထပ်ပြီးတော့ရောလို့ရပါတယ်ရှင်အဆက်မစားနိုင်သူကတော့မာလာအနှစ်နဲ့တွေအဆင်ပြေပါတယ်ရှင်ပြီးရင်တော့ကြိုထားတဲ့ကော်လေးတွေထည့်ပြီးတော့သမအောင်မွေပေးပါမယ်ရှင်ပြီးရင်ပြုတ်ထားတဲ့အရွက်သီးတွေကိုအကုန်လုံးလောင်းထည့်ပေးပါမယ်ရှင်အရသာအနှဲငယ်ပို့တဲ့အတွက်စားလေးအနှဲငယ်ထည့်ပြီးတော့သမအောင်မွေပေးပါလို့ရှင်ဒါဆိုရင်တော့ဗာအရသာမှာထပ်ထည့်စရာမလိုပဲနဲ့ထုံဆက်ဆက်အရသာထိတိမိမိနဲ့အရန်ကိုစားကောင်းတဲ့မာလာဟင်းလေးတစ်ခွက်ရပါပြီရှင်ဒီနေရာမှာတော့ကော်ရည်ကိုပြစ်ကြရင်တော့ကော်လေးကိုများများကြိုပေးဖို့လိုအပ်ပါတယ်ရှင်ကဲစားကြည့်စရာလေးပါအနက်အရသာပြည့်စုံထုံဆက်ဆက်လေးနဲ့အရန်ကိုစားကောင်းတဲ့မာလာဟင်းလေးရပါပြီရှင်စိုင်ထီကိုတကူတရသွားဝယ်စရာမလိုပဲနဲ့အိမ်မာတွေအလွယ်တကူလှုပ်ရှားလို့ရပါပြီရှင်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့အပေါင်းလေးနဲ့အသေးလေးပေးခဲ့ဖို့လည်းမမေ့နဲ့နော်ကဲပကံလေးတွေကိုဝယ်ပြပါမယ်ရှင်လောက်ရတာလဲလွယ်စားလို့လည်းအရန်ကောင်းပြီးတော့အရန်အရသာရှိတဲ့မာလာဟင်းလေးတစ်ခွက်ရပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်